ဆရာမလည်းပြင်ကြတယ်ဒီမှာကျွန်တော်ကဟမ်ဘာဂါသလုံးလုပ်ပြသွားမှာဖြစ်ပါတယ်ပစ္စည်းကတော့ထောပတ်ခရမ်းချင်ဒီဆော့ဟမ်ဘာဂါလုပ်တဲ့ပေါင်မုတ်ကြိတ်ပြီးသားကြက်သားမယောနီဟမ်ဘာဂါလုပ်မှာထည့်သွင်းတဲ့ cheese နောက်ပြီးကြက်ဥခရမ်းချင်ဒီနောက်ပြီးလို့ရှင်တခွားတီးနဲ့ဆလတ်သွင်းလို့ပဲဖြစ်ပါတယ်ရေစိမ်သားရင်းမိမှာဆိုလို့ကြိတ်သားကိုရင်ဆုံးနေပါမယ်နေပြီးလို့ရှိရင်တော့စားအရသာမှုံနဲ့နေပါမယ်ဒီရသာမှုံတာပဲထက်ရသာမှုံရေနောက်ပြီးတော့မြုပ်ကားနေပါမယ်တော့ဘာကပေါင်မုတ်ကိုယူပါမယ်ဘာကပေါင်မုတ်ကတစ်လုံးယူမယ်နောက်ပြီးလို့ရှိရင်သူ့ကိုနှစ်ချမ်းခွဲပါမယ်နောက်တစ်ဖြက်ဂမီးကိုခွဲမယ်နောက်ပြီးလို့ရှိရင်ဂမီးကိုလည်းကိုထောပတ်ကိုထည့်ပါမယ်လို့ဒီပါမို့နောက်ပြီးလို့ရှိရင်တော့ခုနကြီးထားတဲ့ပေါင်မုတ်ကလေးတွေကိုထောပတ်နဲ့ပုတ်ပါမယ်ပေါ့ရတယ်ပေါ့နောက်တစ်ခုရယူပေါ့နောက်ပြီးလို့ရှိရင်တော့ထောပတ်ကလေးကိုပုတ်ပါမယ်ပြီးလို့ရှိရင်တော့ခရမ်းရှင်သီးလေးကိုပပလီးပါမယ်သားပြားလုပ်ဖို့ဆိုတာသားပြားလေးတွေကိုစတင်ပြီးတော့လုံးပါမယ်ထောပတ်ကလေးတွေကိုရေပြော်အောင်လို့ဇုံလေးနဲ့မွေပေးပါမယ်ပြီးရင်တော့အသားပြားလေးတွေကိုဖိပြီးတော့အပြားလေးတွေထည့်အောင်လို့ဖိပေးပါမယ်နောက်ပြီးလို့ရှိရင်တော့ဒီထဲကိုထည့်ပါမယ်အသားပြားလေးတွေအသားပြားလေးတွေကိုအထက်အောက်လှန်ပါမယ်ဟုတ်ပြီလား
ကြည့်ပြလေးတွေကိုနောက်ပြီးလို့ရှိရင်တော့အသားလုံးပေါ်ကိုတင်ပါမယ်နောက်အရေးပြောသွားတဲ့ကြည့်ပြလေးတွေကိုအသားလုံးပေါ်တင်ပြီးတော့ဆောင်းထားပါမယ်တော့လုပ်ဖို့အတွက်ကတော့မယောနီခရမ်းချင်ဒီဆော့ဟဲ့ဟုတ်ခရမ်းချင်ဒီဆော့ငရုတ်ကောင်းမုတ်နဲ့ စားရတယ်နော် ဟုတ်နဲ့ပြားရည်တို့ကိုရောလိုက်ပါမယ်ဒီပါလို့ရှိရင်တော့လောက်ထားတဲ့ sauce ကိုတုပ်ပါမယ်တုပ်ပြီးပါလို့ရှိရင်တော့ဒီပေါ်ကိုဆလွတ်ရွက်တင်ပါမယ်နောက်ပြီးရင်တော့ရိုးထပ်တုပ်ပါမယ်ထပ်တုပ်ပြီးပါလို့ရှိရင်တော့ခရမ်းချင်ဒီ3တောင်4တောင်လောက်ထည့်ပါမယ်နောက်ပြီးရင်တော့တခွားသီး3ခုထည့်ပါမယ်ပြီးရင်တော့ရိုးထပ်တုပ်ပါမယ်ပြီးလို့ရှိရင်တော့ချီလေးနဲ့ရောထားတဲ့သားပြလေးကိုတင်လိုက်ပါမယ်ရိုးထပ်တုပ်ပါမယ်ပြီးရလို့ရှိရင်တော့ဟမ်ဘာဂါအဖုံးကိုအုပ်လိုက်တော့ပါမယ်ဟမ်ဘာဂါရပါပြီဒါချင်းစပွဲဟမ်ဘာဂါလေးရပါပြီ